Hello ယုကိုပဲဖြစ်ပါဒီနေ့ကတော့ခမက်လာတဲ့လူတွေ့အတွက်ပေါ့နော်ကားပဲတာဝါမှာဆိုရင်ခမက်လာဒါကအစိမ်းရောင်စောပြပါလို့ပြောလာလို့ဆိုပြီးကမပဲတာဝါကိုစောပြပါမယ်အစိမ်းရောင်ပေါ့နော်စောမဲ့စားတော့ subscribe လုပ်ဖို့မမေ့နဲ့နော်ကတော့လုံးဒီမျိုးဖွင့်ဖို့မေ့နေတယ်ဒါဆိုပြန်ပြောကြပြီးဆော့ပြမယ်ပေါ့ဒီဖက်သွားမယ်ပြီးတော့အချရောင်တွေကိုလည်းကမပဲတာဝါပေါ့ကမပဲတာဝါလားဒီအစိမ်းရောင်ကိုဆော့ပြီးဆိုတော့ယူကိုခမမှာဆော့စေမဲ့အရာကိုခမမှာရေးလာခဲ့ပေါ့နော်ဒါပေမဲ့ subscribe လုပ်ပေး subscribe လေးလုပ်ပေးပါ like လေးလုပ်ပေးပါ Okay သွားမယ်ပေါ့နော်ခုနကတော့အဲ့အတန်ကပွားတော့ရအတန်ပေါ့တကယ်ချင်းကအတူတူ join လာမကြည့်ဘူးသူနာမည်အောင်မေ့နေပြီ Okay ဒါဆိုရင်သွားမယ်ပေါ့နော်ဒီလောက်တော့ရောက်နေပြီ subscribe မလုပ်နဲ့လုပ်ပေးဖို့မမေ့နဲ့ပေါ့နော်ကျောင်းကိုလည်းအားပေးကြအောင်အခြားလူတွေကိုမအားပေးဘူးလို့မပြောဘူးပေါ့နော်အားပေးကြအောင်လို့ပြောချင်တာပါဒီဟာတော့လည်းခံမှာပေါ့နော်လောက်တဲ့လူလည်းရှိတယ်ဒီဟာတော့အရင်လောက်တက်တာလည်းမဟုတ်တော့ပါနည်းနည်းလောက်တက်တယ်ပေါ့တိတ်လည်းမလောက်တော့လက်ကြည့်ရတယ်ပေါ့အထောက်စားဆို in Venus မှာဆိုတမဲနေရရှိတယ်ဒီနေရာကိုမတက်ပဲနဲ့ဒီလိုကိုလောက်ကြည့်တယ်တဲ့ဘာလို့ဒီလိုလောက်ရတာပြီးတော့ကြည့်ရတယ်အဲ့လိုဆိုထခဲတယ်ပေါ့နော်ပြီးတော့ပေးမှာဆိုပေးခုံရတာလိုမျိုးပဲပြီးဒီလိုတွေ့ဆိုတော့ပြီးတော့ခုံရတာတွေ့ဒီလိုလေးလည်းကြည့်ရတယ်ဒီပေးရမှာဆိုရှိတဲ့ဥစ္စာပေါ့နော်အဲ့လိုလေးကြည့်ရတယ်တဲ့ဒီဖက်သွားရမယ်တဲ့ရုပ်ကိုအားပေးတဲ့လူအတွက်လည်းအရင်ကျေးဇူးအများကြီးတင်ပါတယ်Okay အခုကတော့နိုင်သွားပြီပေါ့နော်ဒီဗီဒီယိုက3မိနစ်ပဲရှိသေးတယ်ဆိုရင်အခြားတာပါဆိုလဲဆော့ပြမယ်ပေါ့နော်ဒီကတော့နှစ်ခုဆော့ပြမယ်ဒီတာပါမဟုတ်ဘယ်ဟာလဲဆိုတော့ဘယ်ဟာလဲဆိုစဉ်းစားထားတာဗီဒီယိုလေးနဲ့ပဲလုပ်တယ်ဆိုရင်ဘယ်ဟာလဲ OP ဆော့ပြမယ်တော့ strawberry OP တွေဆိုအဲ့လိုမျိုးတွေဒီဟာကတော့ OP တွေလည်းမတောင်းဆိုလာဘူးစစ်တာဝါကလည်းမစော့တက်ဘလို့ဆိုစိတ်မဆိုးပါနဲ့တော့တကယ်မစော့တက်လို့ပါဒီဥစ္စာကိုဆော့ပြမယ်ပေါ့ဆော့ပြလို့မရဘူးဆိုဒီ strawberry ပေါ့ဒီဟာရတယ်ရှိတယ်ဒီဟာပဲဆော့တော့မယ်ရဆိုရင်တော့ရလည်းမရတော့ဆိုရင်ဒီဥစ္စာရရင်တော့မရရင်လည်းမဆော့ပြတော့နော်စဉ်းစားထားတယ်ဒီဆူရှီကရှိရလားမသိ
ဒီဆူရှီကိုဆော့ပြမယ်ရှာရင်မရတယ်အခုတော့မရဘူးဆိုတော့ TikTok ထဲမှာအကောင့် ဒီပဲ့တာကျိုးတာမျိုးဆိုရင် အကောင့်ကိုပြောပြမယ်ပေါ့ဒီဟာပါနော်ဟာတော့ပြကြပါမယ်အဲ့လိုဗီဒီယိုများများလုပ်ပေးမယ် TikTok ထဲတော့